hello မင်္ဂလာပါဒီနေ့ကျွန်တော်ရှင်းလုပ်ပြီးမှာတော့ဒီfile လေးမပေါ်တဲ့ပြဿနာတွေခဏလေးနော်ဒီမှာဒီဟာ file မပေါ်တဲ့ပြဿနာတွေခဏလေးနော်ဒီမှာဒီလို file မျိုးမပေါ်တဲ့ပြဿနာတွေအများကြီးဒီလို file မှာပြဿနာကျွန်တော်ရှင်းလုပ်ပြီးမှဖြစ်ပါတယ်ဒါကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်ရှင်းလုပ်ပြပါတယ်အရင်ဆုံးဒီ file ကိုဒီ application ကို info မှာဝင်မယ်ဝင်ပြီးရင်ဒီဟာကိုခဏရှင်းပြလိုက်ပါဒီမှာ data တွေခဏရှင်းပြလိုက်ပါရှင်းပြပြီးရင်အရင်ဆုံးဒီ Shizuku ဆိုတဲ့ application ကိုတစ်ချက်ဝင်ပြီးပါဒီမှာ Play Store မှာ download ရပါတယ်ဒီမှာ Shizuku ဆိုတဲ့ပစ္စည်းကိုတောင်းပြမှာဖြစ်ပါတယ်ဒီ Shizuku ဘောနော်ဒီ application Shizuku တောင်းပြမှာဖြစ်ပါတယ်ပြီးရင်ဒီ application ကိုခဏဝင်ပြလိုက်ပါဝင်ပြီးရင်ဒီမှာချက်ပြီးဖို့ပညာ parent ကိုဒီနေ့ခံပြပါတယ်ပြီးရင် developer တူပြန်နေခံပြပါတယ်ပြီးရင်အောက်ခဏဆွဲပြီးတော့ဒီ wireless ကိုနှိပ်ပြီးပါပြီး pair device ကိုနှိပ်ပြီးပါပြီးကောက်ကြလာပါတယ်ကျွန်တော်ဒီကောက်ထဲမှာဖြစ်ပါတယ်တော့တရားစံနေကောက်ထဲပဲတော့ကိုတရားစံနေဒါဆိုရင်ပြီးပါပြီပြီးရင်ဒီလေးကိုခဏမြန်ပြီးပါခဏလေးစပြီပါဒီမှာသူကဒီ file တွေကိုသူပြောင်းပြီးမလို့ခပ်နေပြီပါโอเคအရင်ဆုံးကျွန်တော်ဒီဒီ file တွေကိုခဏဝင်ကြည့်မယ်နော်ဒီ file တွေကိုနှိပ်ပါနှိပ်ပြီးဒီမှာသူစမ်းโอเคပြီးဒီမှာစက်မျိုးဝင်ပြီး raw ကိုနှိပ်ပြီးစုကနေ Shizuku နှိပ်ပါနှိပ်ပြီးဒီမှာ data တွေဖွင့်ပြီးပြန်တော့ဆက်ပါကျွန်တော်ဆက်ပြီးအခုအရင်ဆုံးဝင်ကြည့်မယ်ဒီ Android မှာဝင်ကြည့်ပြီး data ကိုနှိပ်မယ်ပြန်တော့လည်း allow of that all the time နေပြီး data နေပြီးဒီမှာလက်ကြည့်မယ်ဒါလည်း file ကောပြန်ပေါ်လာပြီဒီမှာ file ကောပြန်ပေါ်လာပြီနော်ပြီးရင်ဒီခုနဟာပဲပါမယ်ခုနကောက်ရည်နေဒီဟာလည်းကြည့်မယ်ဒီမှာပြီး project နဲ့ချက်ပေါ့ okay အကောင်လုံးပေါ်ပါပြီကဲအားလုံးပဲကျေးဇူးတင်ပါတယ်